ဒီကမ္ဘာပေါ်မှာလူတိုင်းတည်တဲ့လှုပ်ဝက်ချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ကျော်နံပါတ်30ဝစ်စင်ထားတဲ့သူဟာဖန်သားပြင်းနဲ့လှုပ်ထားတဲ့လူသားလို့အလောင်းပြောင်းခံခဲ့ရပေမဲ့တကယ်တမ်းမှာတော့ကဘာကြီးကိုဒူးထောက်စေခဲ့တဲ့အာဂျန်ရောဘင်ရဲ့အမကန်ဘဝစကြောင်းလေးကိုယနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာရောဘင်ရဲ့ဘဝဟာအောင်မြင်မှုတွေနဲ့ပြည့်ညက်ခဲ့တာမဟုတ်ပါဘူးချက်စီတင်းနဲ့ရီယမက်တစ်တွေမှာကစားခဲ့တဲ့အချိန်မှာတော့သူ့ရဲ့ခြေစမ်းပြနေမဲ့ဒိုင်ယာတွေဟာသူ့ရဲ့အရေးလိုလိုက်နေခဲ့ပါတယ်ဖန်သားပြင်လူသားဆိုတဲ့နာမည်ဆိုဟာသူ့ကိုစိတ်တကြစေခဲ့လို့အတင်းကြီးတွေအတွက်တောင်သူ့ကိုလက်လွတ်စေဖို့စဉ်းစားခဲ့ရတယ်ဒါပေမဲ့2009ခုနှစ်မှာတော့ဘိုင်ယန်မြူနစ်တင်ကိုရောက်ရှိလာခဲ့တာကတော့သူ့ရဲ့ဒနာယီတစ်ခုကိုအစပြုခဲ့ခြင်းပဲဖြစ်ပါတယ်။ဘိုင်ယန်မှာသူဟာရီဘာယီနဲ့တွေ့ဆုံခဲ့ပြီးရောဘယ်ရီတို့ကာဒစီရဲ့အမြန်ဆုံးနှီးပါပဲ။သူဟာဘွန်ဒလီဂါရဲ့ဘီရင်တပါလို့ဆိုးဆန့်ခဲ့ပေမဲ့သူ့ရဲ့ဘဝဟာအနက်မောင်ဆုံးညာကတော့2012ခုနှစ်ချန်ပီယံလိဗိုလ်လူပွဲမှာသူ့ရဲ့အိမ်ခွင်းမှာပန်နယ်လီလွဲချော်ခဲ့တာပဲဖြစ်ပါတယ်။အဒီညာကသူဟာလူတိုင်းရဲ့အပြစ်တင်ခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ရောဘင်ဆိုတာအရှုံးပေးတတ်တဲ့သူတယောက်မဟုတ်ခဲ့ပါဘူး2013ခုနှစ်ချန်ပီယံလိဗိုလ်လူပွဲမှာတော့သူဟာအရာလားလုံးကိုပြသနိုင်ခဲ့ပါတယ်ပွဲပြီးကန်ဒီမိနစ်89မိနစ်မှာတကဘာလုံးကိုအသက်ယူရသားစေခဲ့တဲ့အချိန်ဟာရောဘင်ရဲ့ဘောလုံးကိုကွင်းထဲမှာညှင်သာစွာလိမ့်သွင်းခဲ့ပါတယ်ဒါဟာကလပ်တင်းတက်ကောပထမဆုံးဥရောပချန်ပီယံလိဆုတစ်ခုဖြစ်ခဲ့တယ်လို့သူ့ကိုဝေဖန်ခံခဲ့ရတဲ့လူတွေကိုလည်းပါရနိုင်ခဲ့တဲ့အောင်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်နိုင်ငံတကာစင်မြင့်မှာလည်းရောဘင်ဟာဘလာဇီးစပိန်တင်းတို့ကိုခြေစမ်းပြထားခဲ့တာကအခုထိတိုင်ကမ္ဘာကလူပြောများဆုံးဖြစ်နေခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးနောက်ခံလူဖြစ်တဲ့ရာမို့ကိုအမြန်နှုန်းနဲ့ကြော်ဖြတ်ခဲ့ပြီးဂိုးသွင်းခဲ့တဲ့ဂိုးဟာရောဘင်ဟာအသက်ကြီးပေမဲ့မပြတ်စီးသေးဘူးဆိုတာကိုလည်းပြသခဲ့သူတူပဲဖြစ်ပါတယ်သူဟာနယ်သာလန်ကိုကမ္ဘာဖလားဗိုလ်လီဘောအထိပို့ဆောင်ပေးခဲ့တဲ့အဓိကလက်နက်တစ်ခုလည်းဖြစ်ပါတယ်ရောဘင်ဟာ2021ခုနှစ်မှာပဲဘောလုံးလောကကနေအပြီးတိုင်အနားယူသွားခဲ့ပါပြီ။သူဟာကွင်းထဲကထွက်သွားတဲ့နဲ့သူဘောလုံးသမိုင်းမှာအလားပါဆုံးနဲ့အရှင်းလင်းဆုံးပုံတင်နည်းတစ်ခုပြတ်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။သူဟာကစားသမားဘဝမှာဒိုင်ယာတွေဝေဖန်မှုတွေနဲ့မျက်ရည်တွေကြားမှာရုန်းကန်ခဲ့ရတာပါ။ဒါပေမဲ့အဒီ The Glass Man လို့ခေါ်တဲ့ဖန်သားပြေလူသားဟာလက်ကျတော့တိုင်းပိုပြီးတမာလာတဲ့ပိုပြီးပြတ်ထလာနိုင်ခဲ့ပြန်နိုးထလာနိုင်ဆိုတာကိုပြသခဲ့သူတယောက်လည်းဖြစ်ပါတယ်။သူဟာကျွန်တော်တို့ကိုလက်တွေ့ပြသခဲ့တဲ့သင်ခန်းစာတစ်ခုရှိပါတယ်။အဲဒါကတော့မင်းတို့အကွက်ပေါင်းထောင်ချီမလိုပါဘူး။ဒါပေမဲ့ဘယ်သူမှမတားဆီးနိုင်တဲ့အကွက်တစ်ခုတည်းကိုပဲပြီးပြည့်စုံအောင်ကျင့်သားခြင်းကဘာကြီးကိုအုပ်ဆိုးလို့ရတယ်ဆိုတာပါပဲ။ယခုဆိုရင်ညာတောင်ပံမှာအတွင်းလို့ဆွဲဝင်ပြီးပြင်ဆင်နေတဲ့နံပါတ်30ဝစ်စင်ထားတဲ့ထိပ်ပြောင်ဆောင်တဲ့လူကြီးတယောက်ကိုတော့ကျွန်တော်တို့ထပ်မြင်တွေ့ရတော့မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘောလုံးကွင်းရှိနေတဲ့ညာတောင်ပံကနေဘဲချင်းတဲ့ဂိုးတောက်တဲကိုကွင်းဝင်သွားတဲ့ဂိုးတွေမြင်တိုင်းကိုတော့ကျွန်တော်တို့သူ့ကိုအမတ်ရနေဦးမှာပါပဲ။သူဟာပြန်တန်းနေတဲ့ဓာတ်လူသားတားဆီးလို့မရတဲ့ဘဲချင်းမော်ဆန်တဲ့ကစားသမားအဖြစ်ကျွန်တော်တို့ခေတ်ရဲ့စစ်မှန်တဲ့ဂန္ဓဝင်တူဖြစ်နေခဲ့ပါပြီကျွန်တော်ယနေ့တင်ဆက်တော့အာဂျာရောဘင်ရဲ့အကြောင်းလေးကိုစမ်းနှစ်တတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဘယ်ကစားသမားရဲ့အကြောင်းကိုထပ်ပြီးတင်ဆက်သွားမလဲဆိုတာကတော့ကျွန်တော်နဲ့အတူတူစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ